ညနေကလေမုတ်တွေအများကြီးစားပြီးဗတ်တင်းစားသွားတယ်။ဘာစားရင်ကောင်းမလဲစဉ်းစားနေချင်းတယ်လို့ချိုးတယ်လို့ဆက်တယ်လို့စားချင်နေရတယ်။ဟဲ့ငါမှပစုံစင်းတော့ရှိတယ်ဆိုတော့တတိယပြီးတော့ကွယ်ချစ်ချင်းကိုထပြီးပစုံအစိမ်းတုပ်စားပလိုက်တယ်ကွယ်ဘယ်တော့တော့ရတာရှိနေကျမမျက်နှာကိုကြည့်ကောင်းလိုက်တာမှပြောမနေနဲ့တော့အထဲမှာခရမ်းကျွတ်သီးလေးလည်းပါတယ်တခွားသီးလည်းပါတယ်ကြည်ုံကျမချက်တုံချက်တုံမိတ်ကိုရှေးကိုကျမညှက်ထားတာတော့ပစုံအစိမ်းလိုက်ကိုကျမကလည်းရှာလကာရင်းနဲ့နေပြီးတော့နှက်ထားတာပြီးတဲ့ခါကျမှညတာပစုံအစိမ်းကိုစားတာပေါ့နော်တော်လေးကောင်းနေရှင်တေးအောင်ချက်ကြနေပြီကျမအခုစားပြီးတော့အခုတော့ဖိုက်ထက်စားတယ်ညနေကအဲ့တစလုံးမျိုးကိုစားလိုက်တာကွယ်ပစုံကဘယ်နှကောင်လဲ9ကောင်10ကောင်လောက်ရှိမယ်ကိုနေ့ကပစုံနဲ့4200ဝယ်ထားတာဆိုကျမကအများကြီးကြံသေးတယ်ပြည့်ပြည့်ချင်းဖြိုမယ်ပေါ့လေကဲစားချင်ရင်အိမ်ဝင်မြန်လာနော်ဒါပဲ